ထိုင်းမှာအရင်ဟော့ဖြစ်နေရပေါ့နော်ဗာလဲဆိုတော့ GNN နဲ့ဒါဗာလဲ point to one line လားဗာလဲမျိုးကျွန်တော်လည်းစိတ်ဝင်စားရတယ်မလားကျွန်တော်မသိဘူးအေးပေါ့နော်ယူရိုအားပေးလဲအားပေးရပေါ့ဒါပေမဲ့မြန်မာကိုကမြန်မာလူမျိုးဖြစ်တဲ့ကြောင့်တခုခုဖြစ်လာဆိုကိုမြန်မာဘက်မှာကွာရက်တည်ရမှာနော်အေးသူလဲဒီဟာတခုတူမမှန်တီလို့သူပြန်တော့တောင်းမှန်တယ်အေးဒီကောင်မလေးလည်းပြောချင်တာဒါဟိုတင်ကန်းစားယူအမတဲ့အမကိုတင်ကန်းစားပြန်ယူနောက်ဆုံးမလုံးမိစင်ဘယ်အရာမှလည်းလော့ဆက်ပဲမလုံးနဲ့ဘယ်အရာမှလည်းတကူမလုံးနဲ့နားလည်လားဒီကိစ္စတေးသေးလေးပါဆိုပြီးတော့လေတော့မလုံးလိုက်နဲ့ဒီတေးသေးလေးကနေတော့ကြီးသွားလိုက်တယ်မဖြစ်တဲ့ပြဿနာဖြစ်လာနိုင်တယ်နားလည်လားသူအခုလောက်လိုက်တဲ့ပြဿနာကြောင့်သူကတက်ပုံဗီဒီယိုဖိုင်ခိုးရိုက်တယ်လေအဲ့ဒါထဲမှာပါဆိုလည်းမသိဘူးပေါ့နော်မျိုးခိုးရိုက်လိုက်လို့သူကမလေးတင်လိုက်တယ်လို့ပြောတယ်တချို့ကကြာရိုက်တာထိုင်းဒီကမလေး copy ပြီးတင်တော့လည်းပြောတယ်ပေါ့နော်အမျိုးမျိုးပြောနေကြတယ်။ဘာပဲဖြစ်ဖြစ်ပါဒါမျိုးတင်လိုက်လို့ပြီးရဒီက GNN နေပြီးတော့ဒီ page ကနေပြီးတော့တွားပြောတာဘယ်လိုမှလည်းမသိတွားပြောကမလေးကနေတောင်းပန်စာပြတင်ပေးရပေါ့နော်တောင်းပန်တဲ့ video file လေးနဲ့သူတို့တောင်းပန်ခင်လားမသိဘူး video file ပြတမ်းမှန်တဲ့ချိန်မှာဒီမပြီးသွားပဲနဲ့သူတို့ကဒီမှာစာတင်ဝင်စာကျင်ညာထုတ်ပလိုက်တယ်နော်ဒီစာဒီမှတ်တမ်းသူကထုတ်ပလိုက်တယ်ထုတ်ပေးပြီးတော့ဒီ video file နဲ့သူကတင်ချလိုက်တယ်ဒီကနေပြီးတော့အဲဆိုကမလေးဘယ်လိုနေလိုက်မလဲပြန်စဉ်းစားတော့ဒီချိန်မှာသူကိုဘယ်လောက်ကြောက်နေလိုက်မလဲစဉ်းစားကြည့်သူတရားစွဲမိလို့သူကရေးထားကွာနော်အဲ့မျိုးဆိုကောင်းမလေးဘယ်တော့ကြောက်နေလဲသူများနိုင်ငံမှာလေတွားတော့ကိုယ်ရှုံးမှာပေါ့နော်ယူရိုတခုပြောချင်တာဒါတကယ်ယူရိုလည်းရမှာမဟုတ်တစ်ဖက်ကလည်းကိုလိုမျိုးဖြစ်တယ်ပေါ့နော်တစ်ဖက်ကလည်းယူရိုရဲ့ fact ဖြစ်တယ်မြန်မာမို့လို့နှိပ်တယ်လို့လည်းတော့ပြောလို့မရမြန်မာဆိုတာဘယ်နိုင်ငံမှာအချစ်မခံရအောင်သိလားနော်နှစ်ဖက်လုံးကြည့်ရင်တော့မှန်ပါတယ်ဒါပေမဲ့ဟိုကပြောချင်တာကွာဒီအခုဖြစ်သွားတာဒီကောင်လေးနှစ်ယောက်ကိုကြီးကြိုက်တယ်လို့ကိုလိုမျိုးလဲကြီးကြိုက်တာပါပဲเนาะဒါတင်ကန်းစားပဲเนาะနောက်ဆိုစိတ်ချင်းဖို့အတွက်အချက်မလောနဲ့ပေါ့ကွာ VA ကလို့သဘောကျတယ်မဲ့အချက်မလောနဲ့အဲ့လောက်ထိလည်းလုံးစရာမလိုဒီ high တင်ပြီးမှဟိုဖြစ်မှာဆိုလိုက်မလုံးနေနဲ့စောက်တိတ်ပဲမရှိဘူးเนาะယူရိုကဆက်ချက်သွားကျွန်တော်တော့စိတ်လည်းမဝင်စားအားလည်းမပေးဘူးเนาะ support လည်းမပေးနိုင်စိတ်မဝင်စားဒါပေမဲ့တခုပြောချင်တာကိုမြန်မာလူမျိုးဖြစ်လာပြီဆိုကိုမြန်မာလူမျိုးဖြစ်ပါရှိပေးပါလို့ပြောချင်တယ်နားလဲလားတွေ့စီပါစောက်ပြက်လိုက်မတင်နေနဲ့နော်တချို့လူကတစ်ဖက်ပဲပြောနေရနော်ယူရိုချက်လို့ယူရိုကပဲဖြစ်တာမှန်တယ်ဒါပဲလက်ခံတယ်တကယ်လို့ပေါ့နော်ရင်ဆိုင်လာရပြီဆိုရင်ကုမျိုးဘက်ကပဲရှိပေးပါဗီဒီယိုဖိုင်နဲ့ပြီးတော့မပြီးတော့ကျွန်တော်မတီးဘူးဒါပေမဲ့ဗီဒီယိုဖိုင်နဲ့ပြီးတော့ဆိုတော့ကျွန်တော်တို့စုတောင်းရမှာဟုတ်တယ်တို့အမှုရင်ဆိုင်ရမှာဒီလားတို့ဟိုဟာတွေကခွန်နော်တင်ပေါ်တီးနေရလေတခုတခါတော့ပြီးတော့မရှိဘူးဒီလားတို့အကုန်လုံးပတ်ဆက်အရာပတ်ဆက်ဖြစ်နေတဲ့